ကိုကိုကျွန်တော်တို့ကိစ္စကိုဘယ်တော့မှအန်တီကိုဖွင့်ပြောမှလဲ ကိုအချိန်တစ်ခုကိုစောင့်နေတာညီရဲ့ညီစိတ်ချပါမမေလက်ခံနိုင်တော့ကိုဖြည်းဖြည်းချင်းပြောပြမှာပါညီရော ဘာလို့လဲကိုကို ညီဘက်ကလူတွေရောလက်ခံမှာမလားလို့လေ ဒေါ်လေးတို့ကသဘောတူပါတယ်သူတို့ကကျွန်တော်မရှိရင်ပိုအဆင်ပြေလေကျွန်တော်ကိုပတ်ထုတ်ချင်နေတာ ကဲပါညီရဲ့စိတ်ချုပ်စရာကြီးမပြောဘဲနေကြရအောင်လာကိုပခုံးပေါ်မိထားချစ်လိုက်တာညီရဲ့ ကျွန်တော်လေးချစ်တယ်နော်ကိုကို ဒါဘလို့ဖြစ်နေကြလဲတားမောင်မင်းထဆန်း အန်တီ မမေဘယ်ကဘလို့ရောက်လာလဲ ငါသားလေးအလုပ်တွေရှုပ်နေတယ်ဆိုလို့လာကြည့်တာလေအခုတော့မင်းကအရှုပ်တွေလုပ်နေတာပဲတားမောင်မင်းလည်းတော်တော်မှရှားနေလားယောက်ျားချင်းမြူဆွဲပြီးပိုင်းလုံးလုပ်နေတာမင်းမရှက်ဘူးလားမင်းမိဘပဲရောမဆုံးမထားဘူးလားအေးပေါ့လေမိဘမဲ့ဆိုတော့လေ အန်တီစကားမီကတိတ်ကိုလွန်နေပြီ ညီကိုပြောမယ် ခဏလေးကိုကိုဒီမှာအန်တီဘယ်ခေတ်မှနေနေရလဲအခုချိန်ထိချစ်ချင်းမြတ်တာကိုဘောင်ခတ်ပြီးကြည်နေတော့လားတိတ်ကိုအမြင်ချင်းတာပဲပြီးတော့ပိုင်းလုံးလို့ပြောအောင်ကျွန်တော်အန်တီတာစီကနေအေးဒုက္ခတာမတောက်ဘူးပြီးတော့ဆုံးတော်ရဲ့ကျွန်တော်မိဘတွေကိုမပုတ်ခတ်ပါနဲ့ အမလေးရိုင်းလိုက်တာတားမောင်မင်းတွေ့လား မမေစိတ်ချော့ပါညီမင်းလည်းစိတ်ချော့ပါကွာကိုတောင်းမှမှာလေ တားမောင်နေရွေးစမ်းအဲ့ကောင်မီလားမင်းမီလား မမေဒါကရွေးချယ်ခိုင်းရမယ်ကိစ္စမဟုတ်ဘူးနော် ပါလဲသားမောင်ငါမင်းကိုဒီလိုအရင်ဆိုင်တဲ့သဘောတူရမှာလားဟမ်ဖြည့်စမ်းသားမောင်အမလေးမောလိုက်တာငါသေးတာကိုမင်းမြင်ချင်နေရလား မမေသတိထားပါဦးတာမမေနဲ့ပြန်လိုက်ခဲ့ပါမယ် ကိုကိုဘာပြောလိုက်တာလဲ ကိုတကယ်တောင်းမှမှာညီရဲ့ကိုမှမမေတယောက်ပဲရှိတာပါမမေကိုတစ်ခုခုဖြစ်သွားအောင်ကိုအဖြစ်မခံနိုင်ညီကိုလည်းတောင်းမှပါကိုတို့ဒီမှာရက်လိုက်ကြရအောင် ကြားရမလားအစ်စ်တမ်းမရှိတဲ့ကောင်မင်းငါသားနာနဲ့အပီးပိုင်ထွက်သွားလိုက်တော့သားမောင်လာအိမ်ပြန်မယ် ကိုရဲ့ချစ်တယ်ဆိုတာဒါလားကျွန်တော်ချစ်တယ်ဆိုတာရောကျွန်တော်နားလဲပါပြီကိုတို့တော့ကျွန်တော်ကအစားထိုးလို့ရတဲ့အယုတ်တစ်ခုပဲစိတ်ချပါခင်ဗျားလူကိုမိနဲ့အောင်စူးစမ်းပြမယ်